ဒီနေ့မှာတော့တမိုင်းမှာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့ရင်းနှီးဖို့လည်းကောင်းတဲ့ပုံကိုတယောက်အကြောင်းပြောပြချင်ပါတယ်။သူကတော့ Felix Mans ပါ။ Felix Mans ကတကယ်တော့ပညာတတ်တယောက်ပါ။သူကနာမည်ကျော်ပြပြင်ပြောင်းလဲရေးသမား Oris Sunclay နဲ့အတူတူအလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့တနေ့မှာသူဟာတမန်ကျမ်းစာကိုကိုယ်တိုင်လေ့လာတဲ့အခါမှာအရေးကြီးတဲ့အမှန်တရားတစ်ခုကိုတွေ့သွားတယ်။အဲ့ဒါကတော့ယုံကြည်ခြင်းဆိုတာမိဘစီကအမွေရတာမဟုတ်ဘူးကိုရိုင်းကယေရှုခရစ်တော်ကိုယုံကြည်ခြင်းအဖြစ်လာတယ်ဆိုတာပါပြီးတော့သူဟာနိုးစုကလေးတွေကိုဗတ္တိဇံပေးတာကကျမ်းစာနဲ့မညီဘူးဆိုတာကိုရဲရဲဝံ့ဝံ့ထုတ်ပေါ်ပြောခဲ့ပါတယ်မဿဲခရစ်ဝင်28:19မှာပါတဲ့အတိုင်းလူမျိုးတကာတို့ကိုငါတပည့်ဖြစ်စေလျက်ဗတ္တိဇံကိုပေးချလို့ဆိုတဲ့စကားအရာအရင်ဆုံးတပည့်ဖြစ်ဖို့ယုံကြည်ဖို့လိုတယ်ဆိုတာကိုသူလက်ကင်ထားခဲ့ပါတယ်မတ်စကာအနာဘတ်တစ်လို့ခေါ်တဲ့ယုံကြည်ခြင်းမှာပဋိစံပြန်ခံယူသူများလှုပ်ရှားမှုရဲ့ခေါင်းဆောင်တဦးဖြစ်လာခဲ့ပါတယ်။သူကစစ်မှန်တဲ့ခရိယန်အသက်တာဟာခရစ်တော်ရဲ့ခြေရာကိုလိုက်ရမယ်။တပားသူကိုမေတ္တာထားရမယ်။သူဟာအိမ်တွေမှာကျမ်းစာသင်တန်းတွေလုပ်တယ်။ဧဝံဂေလိတရားကိုရိုးရိုးရှင်းရှင်းဟောပြောခဲ့ပါတယ်။သူရဲ့ရည်မှန်းချက်ကအသင်းတော်ကိုကျမ်းစာတွေကအတိုင်းတန်ရှင်းတဲ့ပုံစံကိုပြန်ရောက်ဖို့ပါပဲ။ဒါပေမဲ့စိတ်မကောင်းစရာကတော့အဲ့ဒီခေတ်ကအာဏာပိုင်တွေကသူ့ရဲ့ယုံကြည်ချက်ကိုလက်မခံနိုင်ခဲ့ကြပါဘူး။နောက်ဆုံး1528ခုနှစ်မှာသူ့ကိုတေတံပေးဖို့ဆုံးဖြတ်ခဲ့ကြတယ်။ထူးခြားတာကသူဟာမိရှုတတ်တာမဟုတ်ဘဲနဲ့သူ့ရဲ့ယုံကြည်ချက်ကိုလှောင်ပြောင်တဲ့အနေနဲ့လင်းမတ်မြစ်ထဲမှာရင်နှစ်သက်ခြင်းနဲ့အဆုံးစီရင်ခြင်းခံခဲ့ရပါတယ်။တတိယအကြိမ်ရင်နှစ်ချင်းခံခြင်းအဓိပ္ပာယ်ရပြီးတော့အဲ့ဒါကသူ့ကိုလှောင်ပြောင်တာပါသူအသက်ခါရခံပြီးမြစ်ထဲကိုတွန်းချခံရတော့မယ့်အချိန်မှာတော့မှသူ့ရဲ့မျက်နှာကငြိမ်သက်နေခဲ့တယ်သူ့မိကကမ်းပေါ်ကနေသားလေးသစ္စာရှိပါခရစ်တော်တက်ခိုင်မြဲနေပါလို့အော်ဟစ်အားပေးခဲ့ပါတယ်သူတေကာနီးနောက်ဆုံးပြောသွားတဲ့စကားကတော့စာလံ31:5ထဲကအတိုင်းဖြစ်ပါတယ်အိုးထာဝရဘုရားကိုရောရဲ့လက်ထဲကိုကျွန်တော်ရဲ့ဝိညာဉ်ကိုအပ်နှံပါတယ်။ Felix Mans ရဲ့အသက်တာကကျမတို့ကိုမေးခွန်းတစ်ခုထုတ်နေပါတယ်။အဲ့ဒါကကျမတို့ဟာတမန်ကျမ်းစာအမှန်တရားတိုင်းအတွက်ဘလောက်ထိရဲရဲဝံ့ဝံ့ရပ်တည်နိုင်သလဲဆိုတာပါပဲ။သူဟာလူတွေရဲ့အသိမှတ်ပြုမှုကိုမမှတ်ဘဲနဲ့ဘုရားသခင်ရဲ့စကားတော်ကိုပဲဥထိတ်ထားခဲ့တဲ့စစ်မှန်တဲ့သက်သေတယောက်ဖြစ်ပါတယ်။